ကဲကိုမတို့အပြင်မှာလေတောင်း6000တောင်း9000လောက်ပေါက်နေတဲ့ပစ္စည်းလေးကိုထက်ဝက်စိနေပေးမယ်ကိုမတို့အရန်မိုက်တယ်ပစ္စည်းလေးဒီလိုစစ်ပိတ်တွေနဲ့လာတယ်ပြီးတော့ပစ္စည်းအကောင်လိုင်းလေးပြီးတော့ချီတာစစ်စစ်သူကလေကာလာလိုင်းလေးကတော့2ရောင်ပဲလာမယ်ပေါ့နော်ကာလာလေးကတော့အဖြူအနက်နဲ့2ရောင်ပဲလာမယ်စတေကာလေးတွေကတော့နည်းနည်းတော့ကွဲမယ်ပေါ့နော်ဒီဇိုင်းလေးတွေကတော့အလစ်တဲလေးကွဲမယ်ဒါလေးကပစ္စည်းအမြင့်လိုင်းလေးတွေပါနော်အပြင်မှာဆိုရင်လေတောင်း9000တောင်း8000လောက်ပေါက်တဲ့ပစ္စည်းတွေကိုထက်ဝက်စိနဲ့ပဲပေးမယ်ကိုမတို့ဒီမှာကြည့်အရန်မိုက်တယ်နော်စတေကာလေးတွေဒီမှာကြည့်ကြောက်ကတ်တီရှပ်လေးတွေနဲ့နော်ဖောက်တဲ့ဈေးတော့1000ကျော်တဲ့ပစ္စည်းမင်းစီမှာ8000နဲ့မှ800တဲ့နဲ့လာယူပါ8800တဲ့နဲ့လာယူပါ90တဲ့ကနေတော့စပြီးတော့ယူပေးအနက်က3ထဲအဖြူလေးကတော့2ထဲပါမယ်စတေကာကိုအသက်နိုင်သမျှကွဲအောင်ထည့်ပေးပါမယ်စတေကာလေးတွေကတော့2မျိုး3မျိုးပါမယ်ပေါ့နော်အသားကိုအသားတစ်ချက်ရှို့ဒါမျိုးချီတာစစ်စစ်ကိုရမယ်ပေါ့နော်ပြီးတော့ side ပွားလက်ကြလေးတွေဝေးရမယ် body fit မဟုတ်ဘူးနော် side ပွားပေါ့နော်လက်ကြလေးတွေဝေးရမယ်အသားကိုချီတာစစ်စစ်နဲ့ရမယ်90တဲ့ကနေတော့စယူပေးအရေတော့ကအများကြီးမရှိဘူးနော်90တဲ့ကနေစယူပေး8000နဲ့မှ800ချက်ပါရှင့်နော်ဒါမျိုးယောက်ျားလေးရောမိန်းကလေးရောဝယ်လို့ရမယ်ဒါမျိုးကတ်တစိတ်တွေနဲ့လာမယ်ဇစ်ပိတ်တွေနဲ့လာမယ်90တဲ့ကနေစပြီးတော့အရင်ငွေချေပို့ဆောင်ပေးတယ်မင်းတို့ဆိုင်မှာလည်းစိတ်ကြိုက်အထက်ကိုလာကြည့်ပြီးတော့ဝယ်ယူလို့ရပါတယ်ကျေးဇူးပါရှင်